ပြောစရာဆိုတာဘာမှမသိခဲ့ပါရွယ်သာ okay ရလေတဲ့အသေးချပြန်လေကစဉ်းစားကြည့်တဲ့အခါပြောစရာဆိုတာကွယ်နဲလုံးလှပါတယ်မဖြစ်ခဲ့ပါပဲမဖြစ်ချင်တာတွေဖြစ်တာဆုံးနေတခါတလေမှလောကကြီးရဲ့သိရစတဲ့တရားချင်မနဲ့မြင်တွေဝေဝါတဲ့စိတ်ပြတ်တဲ့ငါစိတ်ပြတ်ခဲ့တာအချိန်တွေများများလာတယ်တကယ်တမ်းမှာတော့အကြောင်းကမကောင်းခဲ့လို့အကောင်းခံတွေနဲ့ဝေးခဲ့ရတာအကောင်းခံတွေနဲ့လုံးလို့ပါကုသိုလ်များခဲ့ရင်ဒီလိုဒုက္ခတွေ့ရဖို့မမြင်ပုတ်ထူစင်မို့ကုသိုလ်အကုတ်သို့တွန်တွဲလျက်ပြုခဲ့မိတာမိမိအဖြစ်ပါမကောင်းတာဆိုပြောမွေးတဲ့ဒီစိတ်ကြောင့်သာမကောင်းတဲ့လုံလောက်ခဲ့တာများလို့နေမယ်